네, 인사드리겠습니다. 밍글라바. 밍글라바. 네, 하나님의 이름으로 환영합니다. 예수의 나마로 아핀 알롱고 조소바레. 네, 그러면 기도하고 오늘 하나님 말씀을 계속해서 하도록 하겠습니다. 디네 수다운리에 살라피요 녹바도고 자나야. 기도하겠습니다. 수다운밤에. 하나님 아버지 참으로 감사드립니다. 파피아킨 제수로 방구 치만 말에. 하나님 말씀 앞에 이렇게 모아주셔서 감사드립니다. 이 말씀을 듣고 또 하나님의 은혜와 사랑을 깨닫는 귀한 시간 되도록 인도하여 주십시오. 하나님께 감사드리며 우리 주님 예수님의 이름으로 기도드렸습니다. 아멘. 네, 우리 시작하는 말씀은 마태복음 24장 3절 말씀입니다. 디네 사뷰메 잠바이가로 시마데 크리윈 칸지 나살리 칸게 똥ဖြစ်ပါတယ်ထို့နောက်တန်လွင်တောင်ပေါ်မှာထိုင်တော်မူစဉ်တပည့်တော်တို့သည်အခြားသူမပါဘဲချင်းကပ်၍ထိုအမှုရာတို့သည်အဘယ်ကာလမှဖြစ်မည်ကို၎င်းကိုတော်သည်ကြွလာ၍ဤကပ်ကဘာကုံသောပုပ္ပနမိတ်သည်အဘယ်နမိတ်ဖြစ်မည်ကို၎င်းမိတ်ရှိတော်မူပါဟုရှောက်ကြ၏လို့ပြောထားပါတယ် 예수님의 제자들이 예수님께 이런 질문을 했습니다. 여기 내용을 보면 주의 임하심과 세상 끝에는 어떤 징조가 있습니까? 라고 물었습니다. ဒီမှာဆိုရင်ပေါ့နော်ယေရှုရဲ့တပည့်တော်တွေကယေရှုကိုမေးခွန်းမေးခဲ့ပါတယ်။ဤကကဘာကုံတဲ့နမိတ်ပေါ့နော်ပုပ္ပနမိတ်ကဘလို့နမိတ်ရှိမလဲဆိုပြီးတော့မေးခဲ့တာဖြစ်ပါတယ်။ 여러분 우리 사람은 태어나면 죽는 날이 있습니다. ကျွန်တော်ကျမတို့ပေါ့နော်လူဆိုတာကတော့မွေးလာတဲ့နေ့ရှိရင်သေရမယ်တနေ့လည်းရှိတာဖြစ်ပါတယ် 하나님께서도 태초에 천지를 창조하셨다라고 말씀하시고 이 지구가 끝나는 날이 있다라고 이야기하셨습니다. ဘုရားသခင်ကလည်းပေါ့နော်ဒီကဘာကြီးကိုစပြီးတော့ဖန်ဆင်းခဲ့တဲ့အရာကိုပြောခဲ့တာဖြစ်ပြီးတော့ဒီကဘာကြီးဟာနောက်ဆုံးကုံဆုံးမဲ့အရာကိုလည်းပြောပြခဲ့တာပဲဖြစ်ပါတယ် 바로 세상 끝이 있다는 바로 그런 사실을 말씀하고 있습니다. ဒါကြောင့်မလို့ဒီကဘာကြီးဟာအဆုံးရှိတယ်ဆိုတဲ့အရာကိုလည်းပြောပြနေရပဲဖြစ်ပါတယ် 그때 예수님께서 세상 끝에는 이런 일들이 있을 것이다라고 말씀을 하셨는데요. အဲ့ဒီချိန်မှာပေါ့နော်ယေရှုကဒီလောကရဲ့အဆုံးမှာဒီလိုအရာမျိုးတွေဖြစ်ပေါ်လိမ့်မယ်ဆိုပြီးတော့ပြောခဲ့တာဖြစ်ပါတယ် 예, 여기 한번 보십시오. ဒီမှာတစ်ချက်လောက်ကြည့်ရအောင်ပေါ့နော် 예, 세상 마지막 때의 징조해서 거짓 구세주가 나타난다. ဒီမှာဆိုရင်ပထမဆုံးအနေနဲ့လောကရဲ့အဆုံးမှာဖြစ်ပေါ်မဲ့နမိတ်လက္ခဏာတစ်ခုအနေနဲ့အတုအယောင်ကယ်တင်ရှင်တွေပေါ်ပေါက်လာလိမ့်မယ်ထင်ရှားလာလိမ့်မယ်ဆိုပြီးပြောထားရတယ် 그리고 나라와 민족끼리의 전쟁이 계속된다. ပြီးတဲ့အခါမှာနိုင်ငံတွေကြားလူမျိုးတွေကြားမှာပဋိပက္ခတွေဖြစ်လာလိမ့်မယ်လို့ပြောထားပါတယ် 그리고 먹지 못하는 기근과 지진과 전염병이 있다. ပြီးတဲ့အခါမှာအစာခေါင်းပါခြင်းတွေငလျင်လှုပ်ခြင်းတွေကူးစက်ရောဂါတွေလည်းရှိလာမယ်လို့ပြောထားပါတယ် 이 지구가 오염되고 사랑이 식어진다. ပြီးတဲ့အခါမှာကဘာကြီးဟာဘောနော်ညဉ့်ညမ်းလာပြီးတော့အဝိကဲ့သို့ဟောင်းနှံမယ်ဆိုပြီးပြောထားပါတယ် 하나님의 복음이 전 세계에 전파되고 또 하나님의 백성이라고 하는 이스라엘의 회복이 있다라고 말씀하셨습니다. ပြီးတဲ့အခါမှာဒီ ဘုရားသခင်ရဲ့ဧဝံဂေလိတရားဟာလူအပေါင်းတွေစီမှာပြန့်နှံ့သွားပြီးတော့ပြီးတဲ့အခါမှာဣသရေလနိုင်ငံရဲ့နလန်ထူခြင်းဟာလည်းဖြစ်လာလိမ့်မယ်ဆိုပြီးပြောထားဖြစ်ပါတယ် 바로 세상 마지막에 이러한 일들이 있을 것이다라고 예수님께서 우리에게 이야기하셨습니다. ဒါကြောင့်မလို့ဒီမှာကြည့်မယ်ဆိုရင်ယေရှုဟာဒီလောကအဆုံးမှာဘာတွေဖြစ်မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ပြောပြနေရပြီဖြစ်ပါတယ် 그런데 우리가 다른 증거를 보지 않더라도 이 예수님의 말씀이 그대로 이루어지고 있는 시대 가운데 우리가 살고 있습니다. ကျွန်တော်တို့ပေါ့နော်ထူးထူးခြားခြားသွားပြီးတော့ဒီတက်တွေတွေရှာနေစရာမလိုပဲနဲ့ကျွန်တော်တို့ယေရှုပြောခဲ့တဲ့အဲ့ဒီလိုနောက်ဆုံးသောကာလဆိုတဲ့အဲ့ဒီခေတ်မှာကိုကျွန်တော်တို့အခုလက်ရှိနေထိုင်နေတာပဲဖြစ်ပါတယ် 내가 하나님이다, 내가 예수님이다 라고 하는 사람들이 나타나서 사람들을 미혹한다라고 하셨는데요. ပြီးတဲ့အခါမှာငါကဖျားဖြစ်တယ်ငါကယေရှုဖြစ်တယ်ဆိုပြီးပြောတဲ့သူတွေအပြင်ဒီလက်ဖျားတဲ့သူတွေပေါ့နော်ရောင်
ယောင်ဆောင်တဲ့သူတွေလည်းအခုချိန်မှာပေါ်လာတာပဲဖြစ်ပါတယ် 여기 마태복음 24장 5절에 보면 ဒီမှာဆိုရင်ပေါ့နော်ရှင်မသက်ခရစ်ဝင်ခန်းကြီး24ခန်းငယ်9မှာကြည့်မယ်ဆိုရင်အများသောသူတို့ကငါသည်ခရစ်တော်ဖြစ်၏ဟုဆိုလျက်ငါ၏အယံကိုဆောင်၍ပေါ်လာသဖြင့်လူအများတို့ကိုလှည့်ဖြားကြလိမ့်မည်လို့ပြောထားပါတယ် 많은 사람이 내 이름으로 와서 나는 그리스도라 바로 나는 하나님이다라고 하는 많은 사람들이 있을 것이다라고 하셨습니다. ဒီမှာပေါ့နော်ယေရှုရဲ့နာမအပြင်ငါကယေရှုဖြစ်တယ်ငါကဖခင်ဖြစ်တယ်ဆိုပြီးတော့လူတွေကိုလှည့်ဖြားတဲ့သူတွေပေါ်ပေါက်လာလိမ့်မယ်လို့ပြောထားဖြစ်ပါတယ် 또 말만 하는 것이 아니고 그 사람들의 말에는 어떨 때는 표적이 따를 때도 합니다. ပြီးတဲ့အခါမှာပေါ့နော်သူတို့ကတချို့သူတွေမှာကြတော့ဒီတိုင်းစကားအနေနဲ့ပဲငါကယေရှုဖြစ်တယ်လို့ပြောတာမဟုတ်ဘဲနဲ့သူတို့ဒီနမိတ်လက္ခဏာတွေပြတတ်တဲ့သူတွေလည်းတချို့ရှိပါတယ် 하나님께서는 하나님의 말씀을 통하여 하나님을 믿게 하고 또 하나님의 사랑을 깨닫게 하신 것입니다. ဖခင်ကတော့ဖခင်နှုတ်ကပတ်တော်အပြင်ကျွန်တော်ကျမတို့ကိုဖခင်ချစ်ချင်းမြတ်တာကိုသိစေပြီးတော့ဒီနှုတ်ကပတ်တော်အပြင်ပဲကျွန်တော်ကျမတို့ကိုဖခင်ကိုသိစေတာပဲဖြစ်ပါတယ် 여기 한국 신문인데요. ဒီမှာကြည့်မယ်ဆိုရင်ကိုရီးယားနိုင်ငံကသတင်းစာပဲဖြစ်ပါတယ် 내가 예수님이다라는 사람이 37명 있다는 그런 신문입니다. ဒီမှာဆိုရင်ကြည့်မယ်ဆိုရင်ပေါ့နော်ငါကယေရှုဖြစ်တယ်ဆိုပြီးပြောတဲ့သူက38ယောက်တောင်ရှိရဖြစ်ပါတယ် 네, 이 사람은 내가 하나님이다라고 하는 사람이고요. ဒီမှာကြည့်မယ်ဆိုရင်ဒီပုံထဲမှာပါတဲ့သူဆိုရင်တော့ငါကဖခင်သခင်ဖြစ်တယ်ဆိုပြီးကိုပြောတဲ့သူပဲဖြစ်ပါတယ် 네, 여기도 보면 내가 하나님의 아들이다라고 주장하는 사람도 있습니다. ပြီးတဲ့အခါမှာဒီတယောက်ကကြတော့ဖခင်သခင်ရဲ့သားဖြစ်တယ်ဆိုပြီးတော့သူကိုယ်သူခိုင်မာပြောတဲ့သူပဲဖြစ်ပါတယ် 네, 이 사람은 이제 내가 너희를 편히쉬게 하겠는데 남편들이여 이 아내를 내게 바쳐라 뭐 이렇게 주장하는 사람도 있습니다. ဒီမှာဆိုရင်လဲပေါ့နော်သူကငါကနင့်ကိုငြိမ်သက်စေမယ်ဆိုပြီးတော့ဒီခင်မွန်းတွေတင်းရဲ့မယားကိုတင်းရဲ့ဇနီးကိုငါ့ကိုဆက်တာပါဆိုပြီးပြောတဲ့သူရှိပါတယ် 네, 이 사람은 예수 동생입니다. သူ့ကိုတော့ယေရှုညီဆိုပြီးတော့ခေါ်ကြပါတယ် 네, 우리가 들을 때는 이상하죠. ကျွန်တော်တို့ကြားတဲ့အခါမှာတော့နည်းနည်းလေးထူးဆန်းတယ်လို့ထင်ရပါတယ် 하지만 많은 사람들이 미혹되어 이 사람들을 섬기고 따르고 있습니다. ဒါပေမဲ့များစွာသောလူတွေဟာဒီအရာပေါ်မှာလှည့်ဖြားခံရပြီးတော့သူတို့ကိုကိုးကွယ်နေကြတဲ့သူတွေလည်းရှိပါတယ် 우리는 하나님의 말씀만이 진리라는 것을 꼭 붙들고 또 말씀으로 자기 자신을 바라봐야 되겠습니다. ကျွန်တော်ကျမတို့ကတော့ဖခင်ရဲ့နှုတ်ကပတ်တော်သားလင်ဓမ္မတရားဖြစ်တဲ့ဆိုပြီးတော့ကျွန်တော်ကျမတို့နှလုံးသားထဲမှာခံယူထားမှာဖြစ်ပြီးနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ကျမတို့အသက်ရှင်ရမှာဖြစ်ပါတယ် 그리고 여기 한번 보십시오. ပြီးတော့ဒီမှာတစ်ချက်ကြည့်ရအောင် 네, 우리 7절 말씀인데 민족이 민족을 나라가 나라를 대적하여 일어나겠고 처처에 기근과 지진이 있다라고 하셨습니다. ဒီမှာဆိုရင်လဲပေါ့နော်လူတစ်မျိုးနဲ့တစ်မျိုးတစ်နိုင်ငံနဲ့တစ်နိုင်ငံရန်ဖက်ပြုလိုက်မယ်ပြီးအရရက်မှာအစာခေါင်းပါခြင်းကာလနာများပြားခြင်းမြေကြီးလှုပ်ခြင်းဖြစ်မယ်ဆိုပြီးပြောထားပါတယ် 여러분 지금 우리 전 세계를 보더라도 먹지 못해서 죽어가는 많은 사람들이 있습니다. ကျွန်တော်ကျမတို့ပေါ့နော်ဒီကဘာကြီးမှာပဲခုလက်ရှိပေါ့နော်ကြည့်မယ်ဆိုရင်တော့ဒီအစာမစားရလို့အစာခေါင်းပါပြီးတော့တိတ်ဆုံသွားတဲ့သူတွေအများပြားရှိတာကိုတွေ့ရမှာဖြစ်ပါတယ် 여러분 특히 우리 미얀마도 그렇지만 아프리카를 보다 보면 먹을 것과 마실 물이 없어서 이렇게 살아가고 있습니다. ကျွန်တော်တို့ကြည့်မယ်ဆိုရင်ပေါ့နော်မြန်မာနိုင်ငံလည်းအတူတူပါပဲဒီအာဖရိကဘက်မှာကြည့်မယ်ဆိုရင်ဒီလိုမျိုးစားစရာတွေတောက်စရာတွေရှားပါတဲ့အတွက်ကြောင့်မလို့ဒီမျိုးပေါ့နော်ဒီလိုမျိုးအဖြစ်အပျက်တွေကြုံနေရတဲ့အခြေအနေတွေရှိပါတယ် 7초의 어린이 한 명씩 굶어 죽는다라는 신문이 나와 있습니다. ခုနစက္ကန့်မှာကလေးတစ်ယောက်စီငက်ပြက်သေးဆုံးနေတဲ့ဆိုတဲ့သတင်းစာတွေလည်းထွက်လာတာပဲဖြစ်ပါတယ် 그리고 여기 다시 한번 보십시오. ဒီအခါမှာဒီမှာတစ်ချက်လောက်ပြန်ကြည့်အောင်နော်ဒီမှာဆိုရင်အရရက်တို့၌ကြီးစွာသောမြေလှုပ်ခြင်းအစာခေါင်းပါခြင်းကာလနာများပြားခြင်းတို့သည်ဖြစ်ကြလိမ့်မည်မိုးကောင်းကင်၌လည်းကြောက်မက်ဖွယ်သောအရာနှင့်ကြီးစွာသောပုပ္ပနမိတ်တို့သည်ပေါ်ထွန်းကြလိမ့်မည်လို့ပြောထားပါတယ် 네, 큰 지진, 기근, 온역, 무서운 일들이 또한 하늘로서 큰 징조들이 있다고 하나님 말씀하셨습니다. ဒီမှာဆိုရင်ပေါ့နော်ပြောထားတဲ့အတိုင်းပဲကြီးစွာတဲ့မြေလှုပ်ခြင်းတွေအစာခေါင်းပါခြင်းတွေကာလနာများပြားခြင်းတွေပြီးတဲ့အခါမှာကြောက်မက်ဖွယ်သောအရာတွေကြီးစွာသောပုပ္ပနမိတ်တွေပေါ်ထွန်းနိုင်မယ်ဆိုပြီးပြောထားပါတယ် 여러분 미얀마에도 얼마 전에 큰 지진이 있었습니다. မြန်မာမှာလည်းပေါ့နော်တိတ်မကြခင်တုန်းကပဲငလျင်အကြီးကျယ်လှုပ်သွားပါတယ် 또 여기 보면 바다와 파도의 우는 소리라고 이 하나님께서 말씀하셨는데요. ဒီမှာကြည့်မယ်ဆိုရင်လည်းပေါ့နော်သမုတ်တရားလိုင်းတဘိုးတွေကြီးမယ်ဆိုပြီးတော့ပြောထားပါတယ် 예,
각 산과 섬이 제 자리에서 옮겼다라는 말씀이 있습니다. ပြီးတဲ့အခါမှာတောင်တွေကျွန်းတွေအပေါင်းကမိမိတို့နေရာအရက်ကနေရွေ့ကြမယ်လို့လည်းပြောထားပါတယ် 여러분, 우리 지진은 정말 무서운 겁니다. ကျွန်တော်တို့ပေါ့နော်သိကြတဲ့အတိုင်းမှာပဲငလျင်ဆိုတဲ့အရာကတော့တော်တော်ကြောက်စရာကောင်းတဲ့အရာဖြစ်ပါတ 네, ယ် 우리 얼마 전에도 우리 그 미얀마에 이런 큰 지진이 있었습니다. အသိမကြသေးခင်ကပဲပေါ့နော်မြန်မာမှာလည်းဒီလိုမျိုးကြီးမားတဲ့ငလျင်ကြီးရှိခဲ့တာဖြစ်ပါတယ် 많은 사람이 지진 때문에 죽음을 당했습니다. များစွာသောသူတွေကဒီငလျင်ကြောင့်မလို့ပေါ့နော်သေဆုံးပျောက်ရှားကြတာဖြစ်ပါတယ် 이 여기를 보다 보면 ဒီမှာကြည့်မယ်ဆိုရင်ပေါ့နော် 여기를 보면은 지진은 옛날부터 있었습니다. ဒီမှာကြည့်မယ်ဆိုရင်ငလျင်ကတော့ဟိုးအရင်ကတည်းကရှိခဲ့ပါတယ် 하지만 우리 시대에 들어서 큰 지진들이 계속해서 생기고 있다는 거예요. ဒါပေမဲ့ကျွန်တော်တို့အခုခေတ်ရောက်တဲ့အချိန်မှာပေါ့နော်ဒီငလျင်တွေဟာတော်တော်လေးစိတ်ပြီးတော့ပြီးတဲ့အခါမှာတော်တော်ကြီးကြီးမားမားကိုဖြစ်လာတာဖြစ်ပါတယ် 하나님께서 이제 세상의 마지막이 다 되어 간다라는 신호를 우리들에게 보여주고 있는 것입니다. ဒီအရာကိုကြည့်ချင်းအပြင်ဘုရားသခင်ကကျွန်တော်တို့ကိုနောက်ဆုံးသောကာလရောက်နေပြီဆိုတဲ့အရာကိုပြပေးနေရပြီဖြစ်ပါတယ် 여러분 여기 한번 보세요. ဒီမှာတစ်ချက်လောက်ပြန်ကြည့်ရအောင်နော် 인도네시아의 섬인데 지진으로 인해서 섬 자체가 밀려났습니다. ဒီမှာကြည့်မယ်ဆိုရင်ပထမပုံမှာကတော့ဒီအင်ဒိုနီးရှားမှာရှိတဲ့ကျွန်းတစ်ခုဖြစ်ပေမဲ့ငလျင်ကြောင့်မလို့ဒီကျွန်းတစ်ခုလုံးကပျောက်သွားတာပဲဖြစ်ပါတယ် 하나님 말씀대로 정말 우리 시대가 바로 예수님께서 오시는 날이 가까워지고 있다는 것을 보여주고 있는 겁니다. ဒီအရာတွေကိုကြည့်ချင်းအပြင်ဘုရားသခင်ဟာဒီခုကျွန်တော်တို့ရှိနေတဲ့ဒီကာလဟာနောက်ဆုံးသောကာလဖြစ်တဲ့ယေရှုကြွလာမယ့်အချိန်ဖြစ်တဲ့ဆိုတဲ့အရာကိုပြပေးနေရပြီဖြစ်ပါတယ် 그리고 여기 보면 온역이라고 나와 있는데요. ဒီအခါမှာဒီမှာကြည့်မယ်ဆိုရင်ပေါ့နော်ဒီကြောက်မက်ဖွယ်သောအရာတွေရှိမယ်ဆိုပြောထားပါတယ် 전염병입니다. ပြီးတဲ့အခါမှာကာလနာများပြခြင်းပေါ့နော် 여러분 지금 우리 시대는 여러분도 알다시피 코로나19로 인해서 너무나 많은 사람들이 죽었습니다. အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့ဒီကိုဗစ်ကြောင့်မလို့ပေါ့နော်လူတွေအများကြီးသေဆုံးသွားကြပါတယ် 여기 지카 바이러스라고 해서 또 이 병 때문에 얼마나 많은 사람들이 죽었는지 모릅니다. ပြီးတဲ့အခါမှာဒီ Zika virus ဆိုတဲ့ဒီပိုးကြောင့်ပေါ့နော်ဒီယောဂါကြောင့်လည်းတော်တော်များများသေကြေပျက်စီးကြတာဖြစ်ပါတယ် 그리고 여기를 보다 보면 ပြီးတော့ဒီမှာကြည့်မယ်ဆိုရင် 동물들도 바이러스 때문에 이렇게 땅에 파묻고 있는 그런 세상이 되었습니다. ပြီးတဲ့အခါမှာဒီတိရစ္ဆာန်တွေလည်းပေါ့နော်ဒီယောဂါကိုပိုးကူးစက်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးမြေထဲမှာမြုပ်လိုက်ရတဲ့အရာတွေလည်းဖြစ်ပွားနေတာဖြစ်ပါတယ် 네, 그리고 우리 시대에 코로나19가 생겼습니다. ပြီးတဲ့အခါမှာကျွန်တော်တို့အခုခေတ်မှာပဲပေါ့နော်ဒီကိုဗစ်ဆိုတဲ့ဒီအရာလည်းပေါ်ပေါက်လာတာဖြစ်ပါတယ် 네, 그 코로나19 때문에 너무나 많은 사람들이 죽어서 무덤이 부족했다. 그래서 이렇게 불을 태운 우리 인도에 대한 이야기입니다. ပြီးတဲ့အခါမှာဒီယောဂါကြီးကြောင့်မလို့ပေါ့နော်လူတွေအများကြီးသေဆုံးတဲ့အခါမှာဒီမြုပ်ဖို့ရန်အတွက်နေရာမလုံလောက်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးတစ်ခါလေးစုပုံပြီးတော့ဒီလိုမျိုးမီးရှို့တာပေါ့နော်မီးရှို့တဲ့အရာတွေဒီအိန္ဒိယမှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ် 그리고 여기 예수님의 말씀이 있습니다. ပြီးတဲ့အခါမှာယေရှုရဲ့နှုတ်ကပတ်တော်ရှိပါတယ် 네, 여기 보면 우리 자연이 그것들은 다 옷과 같이 낡아진다라고 하셨습니다. ဒီမှာကြည့်မယ်ဆိုရင်ပေါ့နော်ထိုအရာတို့ဒီတဘာဝတွေဟာအကုန်လုံးအဝတ်ကဲ့သို့ဟောင်းသောအရာတွေဖြစ်မယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ် 네, 여기 히브리서 1장 10절 12절 말씀에도 그 모든 것들은 옷과 같이 낡아진다고 되어 있습니다. ပြီးအခါမှာဟေဘရဲခန်းကြီး1ခန်းငယ်30စနစ်မှာကြည့်မယ်ဆိုရင်လည်းပေါ့နော်ထိုရာရှိသမျှတို့သည်အဝတ်ကဲ့သို့ဟောင်းနှံခြင်းတို့ရောက်မယ်ဆိုပြီးပြောထားဖြစ်ပါတယ် 여러분, 우리 시대를 보면요. ကျွန်တော်တို့အခုခေတ်ကိုကြည့်မယ်ဆိုရင်ပေါ့နော် 옛날에 비해서 살기가 편해졌다고 이야기합니다. ဟိုအရင်ကထက်ဆိုင်ရင်တော့အခုနေရထိုင်ရတာပို့ပြီးတော့အဆင်ပြေလာတယ်လို့ပြောကြပါတယ် 그런데 정말 편해졌나요? တကယ်ပဲအဆင်ပြေလာလား 자연은 더 좋아졌나요? တဘာဝတရားတွေလည်းပို့ပြီးတော့ကောင်းလာလား 이 사람들이 조금 더 편해지기 위해서 자연은 너무나 망가져 있습니다. လူတွေပေါ့နော်အဆင်ပြေပြေတက်တောင့်တက်တာနေထိုင်နိုင်ဖို့ရန်အတွက်ဒီတဘာဝတရားဟာတဖြည်းဖြည်းနဲ့ပျက်စီးပေးလာနေတာဖြစ်ပါတယ် 더러운 것들을 강해버리고 더러운 그런 냄새 나는 것들을 바로 이 하늘로 보내고 있습니다. ဒီညဉ့်ညမ်းတဲ့အရာတွေကပို့ပြီးတော့များလာပြီးတော့ဒီလေထုထဲမှာညဉ့်ညမ်းတဲ့အရာတွေကိုထုံနှင်းမှုတွေကလည်းပို့ပြီးတော့များလာတာဖြစ်ပါတယ် 여기 보면요. ဒီမှာကြည့်မယ်ဆိုရင်ပေါ့နော် 생태계가 죽어가고 있다. ဒီမှာကြည့်မယ်ဆိုရင်ဒီတမဇီဝတွေပေါ့နော်ဒီဇီဝဗေဒဒီ
ဖြစ်ပျက်တွေအားလုံးဟာလည်းအခုချိန်မှာအကုန်လုံးဟာပျက်စီးနေပြီလို့ပြောထားတာဖြစ်ပါတယ် 그리고 공장 폐수로 인해서 환경 오염이 심해지고 있다. ပြီးတဲ့အခါမှာဒီစက်ရုံကနေထွက်တဲ့အရာတွေကြောင့်ဒီသဘာဝလေထုတွေကလည်းညဉ့်ညမ်းလာပြီလို့ပြောထားဖြစ်ပါတယ် 이 바다가 피같이 변하고 있고요. ပြီးတဲ့အခါမှာဒီပင်လယ်ကလည်းဒီသွေးလိုမျိုးပဲအနီရောင်ကိုပြောင်းလဲလာတာဖြစ်ပါတယ် 여러분 그런 자연의 변화 때문에 어떤 일들이 생겼습니까? ညီကောင်မောင်တို့ပေါ့နော်ဒီသဘာဝပြောင်းလဲမှုကြောင့်မလို့ဘလို့အရာတွေဖြစ်ပေါ်လဲဆိုရင် 네, 여기 한번 보세요. ဒီမှာကြည့်အောင်ပေါ့နော် 예, 어떤 아이는 이런 얼굴로 태어난 거예요. ကလေးတစ်ယောက်ပေါ့နော်ဒီလိုမျိုးမျက်နှာမျိုးပုံစံမျိုးနဲ့မွေးဖွားလာတာဖြစ်ပါတယ် 여러분 다리가 7 달린 송아지가 태어났습니다. ဒီအခါမှာဒီခြေထောက်ပေါ့နော်ခုနှစ်ချောင်းပါတဲ့ဒီနွားကလည်းမွေးဖွားလာဖြစ်တယ် 그리고 정말 엄청난 메뚜기 떼들이 생겼는데 ပြီးတဲ့အခါမှာပေါ့နော်ပိုးကောင်တွေနံကောင်တွေအများကြီးပေါ်ပေါက်လာတယ် 보세요. 여러분 이게 다 메뚜기예요. ဒီຢာတွေအကုန်လုံးကဒီနှံကောင်ပိုးကောင်တွေဖြစ်ပါတယ် 정말 힘들게 심었던 농작물들이 메뚜기들이 다 먹어치우고 있습니다. ကိုရီဘောနော်ကျိုးစားစိုက်ထားတဲ့ဒီအပင်တွေအရာတွေကိုဒီနှံကောင်တွေကအကုန်လုံးဖျက်ဆီးနေတာပဲဖြစ်ပါတယ် 여러분 이 모든 것들이 바로 우리 시대가 예수님께서 다시 오시는 시대, 바로 우리 지구의 마지막 때라는 것을 이야기하고 있습니다. ဒါကြောင့်မလို့ဒီຢာတွေကိုကြည့်ချင်းအပြင်ကျွန်တော်တို့ခုနေတဲ့ကာလဟာနောက်ဆုံးသောကာလဖြစ်တဲ့ယေရှုကြွလာမယ့်ကာလဖြစ်တဲ့ဆိုတဲ့အရာကိုပြပေးနေရပဲဖြစ်ပါတယ် 예, 그리고 여기 한번 보세요. နောက်တစ်ခုထပ်ကြည့်အောင်ပေါ့နော် 이 마태복음 24장 말씀인데 같이 한번 ဒါ 읽겠습니다. ကတော့ရှင်မသက်ခရစ်ဝင်ခန်းကြီး24ခန်းငယ်7ဖြစ်ပါတယ်တူတူကဖတ်ကြည့်အောင်နော်မတရားသောမှုတို့သည်များပြားသဖြင့်အများသောသူတို့၏ချစ်ချင်းမြတ်တာသည်ခေါင်းပါလိမ့်မည်လို့ပြောထားပါတယ် 네, 바로 죄 때문에 많은 사람의 사랑이 식어진다는 이야기입니다. ဒီမှာကြည့်မယ်ဆိုရင်မတရားသောအမှုကြောင့်မလို့များစွာသောသူတွေရဲ့ချစ်ချင်းမြတ်တာဟာခေါင်းပါလိမ့်မယ်လို့ပြောထားပါတယ် 네, 여기 우리 디모데후서 말씀인데요. ဒီကတော့ဒီမိုဒီဩဝါဒစာဒုတိယစာဆောင်ဖြစ်ပါတယ် 네, 말세에 고통하는 때가 있다라고 시작하고 있습니다. ဒီအစမှာဆိုရင်နောင်ကာလမှာခဲရင်တော့ကာလဖြစ်မယ်ဆိုပြီးတော့အစပြုထားပါတယ် 네, 잘 보세요. ကြည့်ကြည့်အောင်ပေါ့နော် 사람들은 자기를 사랑합니다. လူတွေကတော့ကိုချစ်တတ်ကြပါတယ် 돈을 사랑합니다. ပြီးတဲ့အခါမှာငွေကိုချစ်တတ်ပါတယ် 이 자기를 높게 생각합니다. ပြီးတဲ့အခါမှာကိုပေါ့နော်ဒီအထင်ကြီးတတ်တဲ့နှလုံးသားရှိပါတယ် 그리고 다른 그 어떤 것보다 쾌락을 더 사랑합니다. ပြီးတဲ့အခါမှာတခြားအရာတွေအားလုံးထက်ကိုယ့်ရဲ့ဒီတာယာမှုကိုပို့ပြီးတော့စဉ်းစားတတ်ကြပါတယ် 여러분 누구의 모습입니까? ဒီဟာကဘသူရဲ့ပုံစံလို့ထင်ပါတယ်လေ 나의 모습인 거예요. အဲ့ဒါကတော့ကိုယ့်ရဲ့ပုံစံပဲဖြစ်ပါတယ် 그리고 우리 모든 사람들의 모습이 이와 같습니다. ပြီးတဲ့အခါမှာလူအားလုံးရဲ့ပုံစံကလည်းအဲ့ဒီအတိုင်းပဲဖြစ်ပါတယ် 여러분 정말 이 사랑이 식어지고 사람이 악하다라는 것은 우리 뉴스만 보더라도 바로 알 수가 있습니다. ကျွန်တော်တို့ပေါ့နော်ဒီသတင်းစာပဲကြီးလိုက်ရင်တော့မှလူကအယံပဲအကြမ်းတမ်းပြီးတော့ဒီမတရားမှုတွေများပြားလာတယ်ဆိုတဲ့အရာကိုတွေ့နိုင်ပါတယ် 네, 여기 한번 보세요. ဒီမှာတစ်ချက်ကြည့်အောင်ပေါ့နော် 그 어떤 그 시내에서 그 택시 운전자를 때리고 돈을 빼앗았다라는 신문입니다. ဒီမှာကြည့်မယ်ဆိုရင်ပေါ့နော်သူတို့ဒီအငားရင်မောင်းတယောက်ကိုထိုးကျရိုက်နှက်ပြီးတော့ဒီရင်ကိုလှုပ်သွားတယ်ဆိုတဲ့အရာပဲ 이 가정부를 폭행하고 또 사람을 사고 팔았다는 그런 내용이고요. ပြီးတဲ့အခါမှာအိမ်ကူမလေးနှစ်ဦးကိုနှိပ်စက်ပြီးတော့သူတို့ကိုရောင်းတယ်လူကုန်ကူးတယ်ဆိုတဲ့အကြောင်းရင်းပဲဖြစ်ပါတယ် 한국도 마찬가지입니다. ကိုရီးယားလည်းအတူတူပါပဲ 재산 때문에 돈 때문에 아버지와 어머니를 죽인 사람입니다. ဒီအမွေကိစ္စကြောင့်ပေါ့နော်ဒီပတ်စံကြောင့်မလို့ကိုယ့်ရဲ့မိဘကိုကိုပြန်တတ်တဲ့သူတွေရှိပါတယ် 돈이 없다고 하룻밤에 3명을 죽였습니다. ပတ်စံမရှိလို့ဆိုပြီးတော့တရက်ထဲမှာကိုလူ3ယောက်ကိုတတ်ခဲ့တာဖြစ်ပါတယ် 여러분 우리 시대가 그런 시대라는 거예요. ကျမတို့ရဲ့ခေတ်ကဒီလိုမျိုးဖြစ်နေတဲ့ခေတ်ပဲဖြစ်ပါတယ် 그 어떤 것보다 돈이 가장 높게 되어 있습니다. တခြားအရာတွေထက်ပေါ့တော့ဒီငွေဆိုတဲ့အရာကပထမနေရာမှာရောက်နေတာပဲဖြစ်ပါတယ် 이 돈이면 무엇이든지 다 된다라고 이야기합니다. ပြီးတဲ့အခါမှာငွေရှိရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုပြီးတော့ပြောတတ်ကြပါတယ် 그런데 그런 시대에 하나님의 복음, 바로 성경 말씀이 전 세계에 퍼진다라고 이야기하셨습니다. ဒါပေမဲ့ဒီလိုမျိုးခေတ်မှာဖခင်ရဲ့ဒီအင်္ဂလိပ်တရားဟာတနိုင်ငံလုံးတစ်ကမ္ဘာလုံးကိုပြန့်နှံ့လိမ့်မယ်ဆိုပြီးပြောထားပါတယ် 여기 한번 보세요. ဒီမှာတစ်ချက်ကြည့်အောင်နော် 우리 성경에 그 번역된 언어가
3,225개 언어로 번역이 되었습니다. ဒီမှာကြည့်မယ်ဆိုရင်ကျမတို့ဒီကျမ်းစာပေါ့နော်ကျမတို့ဖတ်နေတဲ့ကျမ်းစာကိုဘာသာပေါင်း3225ခုနဲ့ပြန်ဆိုထားတယ်လို့ပြောပါတယ် 지금 우리 시대 2025년도에는 3,800개 언어로 번역되었다라고 되어 있습니다. ဒါပေမဲ့ဒီနှစ်အတိုင်းအတာနဲ့ရည်တွက်မယ်ဆိုရင်3800ပေါ့နော်ဘာသာပေါင်း3800နဲ့ပြန်ဆိုထားတယ်လို့ပြောပါတယ် 미얀마에도 많은 부족들이 있잖아요. မြန်မာမှာလည်းတိုင်းရင်းသားပေါင်းစုံရှိတယ်လीနော် 그 모든 부족들의 언어로 성경은 번역되어 있습니다. အဲ့လိုမျိုးတိုင်းရင်းသားတွေရဲ့ဘာသာစကားတွေနဲ့ဒီကျမ်းစာဟာဘာသာပြန်ထားတာပဲဖြစ်ပါတယ် 사실 전 세계를 여행한다라면 성경이 없는 나라를 간다는 것은 불가능합니다. ကျွန်တော်တို့ပေါ့နော်ဒီကဘာကိုခရီးထွက်မယ်ဆိုရင်ဒီကျမ်းစာမရှိတဲ့နိုင်ငံကိုသွားဖို့ဆိုတာကတော်တော်လေးကိုခဲရင်တဲ့အရာပဲဖြစ်ပါတယ် 죄가 가득하고 또 정말 이 세상의 마지막이 가까운 시대에 하나님은 한 사람이라도 건지기 위하여 성경 말씀을 전 세계에 보내고 있는 겁니다. ကျွန်တော်ဒီလိုမျိုးမတရားမှုတွေများပြားနေတဲ့ဒီလိုမျိုးနောက်ဆုံးသောခေတ်မှာဘုရားခင်ကဒီလူတစ်ယောက်ပဲဖြစ်ဖြစ်ကယ်တင်နိုင်ဖို့ရန်အတွက်ဘုရားရဲ့ဒီအင်္ဂလိပ်တရားကိုကျေပြန့်စေဖို့ရန်အတွက်ဒီလိုမျိုးပို့ဆောင်ပေးနေတာပဲဖြစ်ပါတယ် 여러분 하나님께서 살아계시다라는 가장 확실한 증거가 있습니다. ဘုရားခင်တကယ်ပဲအသက်ရှင်နေတယ်ဆိုတော့တိကျတဲ့တက်တွေတစ်ခုရှိပါတယ် 우리 시대에 하나님은 지금도 역사하십니다. ကျွန်တော်တို့ခေတ်မှာအခုလည်းပဲဘုရားခင်ဟာအမှုပြုနေတာပဲဖြစ်ပါတယ် 또한 우리 시대가 예수님께서 오신다라는 가장 확실한 증거이기도 한 가지가 있습니다. ပြီးတဲ့အခါမှာကျွန်တော်တို့အခုခေတ်မှာဘုရားသခင်ယေရှုကြွလာတော့မယ်ဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့တိကျတဲ့တက်တွေတစ်ခုရှိပါတယ် 여러분 우리가 어제 배웠던 하나님께서 선택한 민족 이스라엘이 있습니다. ပြီးခဲ့တဲ့အခါမှာမနေ့ကတော့သင်ခဲ့တဲ့ဒီဣသရေလနဲ့ပတ်သက်တဲ့အရာဟာတော့ဒီတိကျတည်ချတဲ့တက်တွေပဲဖြစ်ပါတယ် 여러분 이스라엘은 나라가 멸망당했고 그곳에 살았던 사람들이 전 세계로 쫓겨났습니다. ဒီဣသရေလလူတွေကသူတို့နိုင်ငံဟာဖျက်ဆီးခံရပြီးတော့သူတို့ရဲ့ဒီလူမျိုးတွေကဟာလည်းတနိုင်ငံကိုကွဲပြားစွာပို့ဆောင်ခံရတဲ့သူတွေဖြစ်ပါတယ် 2차 세계대전 때는 정말 600만 명이라는 사람들이 죽임을 당했습니다. ဒီအခါမှာဒီဒုတိယကမ္ဘာစစ်အတွင်းမှာကိုမှဒီ360ပေါ့နော်လူပေါင်း360ဟာဒီအသက်ခံခဲ့ရတာပဲဖြစ်ပါတယ် 남아있는 유대인들이 이제 얼마 안 남았어요. တဲ့အဲ့လိုမျိုးအသက်ခံရတဲ့အခါမှာအခုကျန်နေတဲ့ဣသရေလလူမျိုးတွေကတိတ်မရှိတော့ဘူးလीနော် 그런데 하나님께서 그 이스라엘이 독립한다, 다시 나라가 된다고 예언하셨던 겁니다. ဒါပေမဲ့ဘုရားသခင်ကဒီဣသရေလနိုင်ငံဣသရေလလူမျိုးတွေဟာသူတို့ဟာလွတ်လပ်ရေးရမယ်ပြန်ပြီးတော့နလန်ပြန်ထူမယ်ဆိုပြီးတော့ဘုရားပြောခဲ့တာပဲဖြစ်ပါတယ် 망한 나라가 다시 회복한다. 거의 2600년 만에 다시 나라가 된 것입니다. ဒီမှာကြည့်မယ်ဆိုရင်ပေါ့နော်ဣသရေလနိုင်ငံဟာလုံးဝကိုပြိုသုံးပြက်ကွဲသွားပြီးတော့ပြန်လဲပြီးတော့နလန်ထူတယ်ဆိုတဲ့အရာကတော့ဒီ2600ပေါ့နော်နှစ်ပေါင်း2600ကြာမှပဲပြန်ပြီးတော့နလန်ထူလာနိုင်ခဲ့ရဖြစ်ပါတယ် 여러분 1948년 5월 14일 여기 한번 보세요. ဒီမှာတစ်ချက်ကြည့်မယ်ပေါ့နော်1948ခုနှစ်5လပိုင်းမှာဖြစ်ပါတယ် 나라가 빼앗긴 지 2600년 만에 다시 독립을 한 나라 이스라엘. သူတို့ရဲ့နိုင်ငံပေါ့နော်ပြတ်သုံးသွားခဲ့တာနှစ်ပေါင်း2600ကြာမှပဲပြန်ပြီးလွတ်လပ်ရေးရခဲ့တဲ့ဣသရေလနိုင်ငံဖြစ်ပါတယ် 이스라엘 나라가 독립했다라는 신문이 몇 시간 후에 바로 나왔어요. ဒီဣသရေလနိုင်ငံဟာလွတ်လပ်ရေးရပြီဆိုတဲ့ဒီသတင်းတွေဟာသတင်းစာတွေထဲမှာအများကြီးပေါ်လာတာပဲဖြစ်ပါတယ် 여러분 이스라엘의 독립은 정말 기적과 같은 아니 기적이라고 할 수가 있습니다. ဒီဣသရေလနိုင်ငံရဲ့ပြန်လည်ပြီးတော့ဒီလွတ်လပ်ရေးရတဲ့အရာဟာတကယ်ကိုမှအောဖွယ်ရာအရာပဲဖြစ်တယ်လို့ပြောလို့ရပါတယ် 전 세계로 흩어졌던 그 이스라엘 민족들. ဒီအတိုင်းနိုင်ငံကိုကွဲပြားသွားတဲ့ဒီဣသရေလလူမျိုးတွေပေါ့နော် 왜 하나님께서 이스라엘 민족들을 다시 돌아오게 하고 다시 나라가 되게 하셨습니까? ဒါဆိုရင်ဘုရားကဘာကြောင့်မလို့သူတို့တွေကိုပြန်လဲစုဝေးစေပြီးတော့ပြန်ပြီးတော့နိုင်ငံဖြစ်အောင်ပြန်လဲနလန်ထူလိုက်အောင်ဘာကြောင့်ပြုလုပ်ခဲ့တာလဲ 네, 바로 하나님 때문에 그렇습니다. ဒီလိုမျိုးပြန်ပြီးတော့စုစည်းနိုင်တာဟာဘုရားအတွက်ကြောင့်ပဲဖြစ်ပါတယ် 하나님을 믿는다고 이야기하는 이스라엘. 근데 그 나라 사람들이 죽어가고 거의 없어지는 것을 보면서 그 뒤에 있는 하나님은 없구나.
바로 하나님의 이름이 욕을 먹었습니다. ဒီမှာပေါ့နော်ဒီဣသရေလလူမျိုးတွေဖျားရွေးကောက်ထားတဲ့ဣသရေလလူမျိုးတွေဟာဒီလိုမျိုးပြတ်သုံးသွားပြီးတော့ပြတ်သုံးသွားပြီးတဲ့နောက်မှာဒီလူတွေကပေါ့နော်စဉ်းစားကြတယ်။သူတို့ရဲ့နောက်မှာဖျားခင်မရှိပါဘူးလားဆိုပြီးတော့ဒီလိုမျိုးစဉ်းစားကြတာပဲဖြစ်တယ် 얘기 한번 보세요. 우리 우리 에스겔 말씀은 우리 지금부터 2700년 전 말씀입니다. ဒီယေဇကျေလဒီနှုတ်ကပတ်တော်ဟာတော့ကျမတို့ရဲ့ဒီမှာကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတော့ငါရေးခဲ့တဲ့အရာပဲဖြစ်ပါတယ်ဖတ်ကြည့်အောင်ပေါ့နော်အတိုင်းတိုင်းပြည်ပြည်တို့ငါကွဲပြားပြန့်လွင့်စေပြီးသူတို့ကြင်ကြံပြုမှုဒီအတိုင်းငါစီရင်ပြီးတို့ရတွင်တကြွတနိုင်ငံတို့ရောက်တော့အခါဤသူတို့သည်ထာဝရဘုရားဤလူဖြစ်ကြ၏ကိုပြည်မှထွက်သွားရကြ၏ဟုသူတစ်ပါးပြောဆိုသဖြင့်ငါဤနာမမြတ်ကိုရှုတ်ချသောကြောင့်လို့ပြောထားပါတယ် 예, 하나님께서는 그 행위대로 바로 죄 때문에 심판하고 열방에 보냈는데 그 열국에서 바로 하나님의 이름이 더러워졌기 때문에 이스라엘 백성들을 회복하기로 결심하셨던 겁니다. ဒီမှာကြည့်မယ်ဆိုရင်ပေါ့နော်သူတို့ကြင်ကြံပြုမှုတဲ့အတိုင်းပဲစီရင်ပေးတယ်ပြီးတဲ့အခါမှာသူတို့တွေကိုတကြွနိုင်ငံကိုပို့တဲ့အခါမှာသူတို့ရောက်တဲ့နေရာတိုင်းမှာဖခင်ရဲ့နာမကိုရှုတ်ချခံရတဲ့အတွက်ကြောင့်မလို့ဖခင်ကသူတို့ကိုပြန်နေပြီးတော့စုဝေးစေတာပဲဖြစ်ပါတယ် 네, 여기도 한번 같이 읽겠습니다. ဒီမှာလည်းနောက်တစ်ခါအတူတူကဖတ်ကြည့်ရအောင်တို့ဖြစ်၍အရှင်ထာဝရဘုရား၏အမိန့်တော်ကိုဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာအိုးဣသရေလအမျိုးတင်တို့ကိုထောက်၍ဤအမှုကိုငါပြုသည်မဟုတ်တင်တို့ရောက်သမျှသောအရက်တို့၌လူအမျိုးမျိုးတို့ရှိမှရှုံချသောငါဤနာမမြတ်ကိုသာထောက်၍ပြု၏လို့ပြောပြထားပါတယ် 바로 너무나 영광스러운 하나님의 이름이 더럽혀졌기 때문에 하나님께서는 이스라엘 민족들을 다시 돌아오게 하신 겁니다. ဘုရားသခင်ရဲ့နာမမြတ်ကိုလူအများကရှုတ်ချကြတဲ့အတွက်ကြောင့်မလို့ဘုရားသခင်ဟာသူတို့တွေကိုပြန်ပြီးတော့စုဝေးစေတာပဲဖြစ်တယ် 네, 하나님께서는 원래의 땅, 바로 원래의 이스라엘 땅으로 전 세계에 흩어져 있던 이스라엘을 모으셨습니다. ဘုရားသခင်ကတော့ဒီငကိုပေါ့နော်ငကိုဣသရေလလူမျိုးတွေနေခဲ့တဲ့နေရာဒီဣသရေလလူမျိုးတွေနေခဲ့တဲ့နေရာမှာဒီအတိုင်းတိုင်းနိုင်ငံကိုကွဲပြားသွားတဲ့ဒီဣသရေလလူတွေကိုပြန်ပြီးတော့စုဝေးစေခဲ့တာပဲဖြစ်ပါတယ် 네, 같이 한번 읽겠습니다. ဒီကဖတ်ကြည့်ရအောင်နော်ငါသည်သူတို့ကိုတပါးအမျိုးသားတို့ဤတိမ်သွားခြင်းကိုခံစေသောကြောင့်၎င်းနောက်တစ်ဖက်နေရင်ပြည်၌စုဝေးစေ၍နေရာချသောကြောင့်၎င်းသူတို့ဤဖျားခင်ထာဝရဖျားဖြစ်ကြောင်းကိုသိရကြလိမ့်မည်လို့ပြောပြထားပါတယ် 바로 열국으로 전 세계로 흩었던 이스라엘 백성들을 고토 옛날 땅으로 다시 돌아오게 하고 한 사람도 남기지 않겠다. 바로 하나님의 약속의 말씀이에요. ဒီအရာကတော့ဒီအတိုင်းတိုင်းနိုင်ငံကိုကွဲပြားသွားတဲ့ဒီဣသရေလလူမျိုးတွေကိုပြန်ပြီးတော့စုဝေးစေမယ်ဆိုတဲ့အရာကတော့ဘုရားသခင်ရဲ့ဂတိတော်ပဲဖြစ်ပါတယ် 여러분 이것 자체가 사실은 너무나 놀라운 기적입니다. ဒီအရာကိုပဲကြည့်မယ်ဆိုရင်တော့တကယ်ကိုမှအံ့ဩဖွယ်ရာအရာဖြစ်ပါတယ် 네, 여기 이사야 말씀에도 ဒီမှာဟေရှာယနှုတ်ကပတ်တော်ထဲမှာကြည့်မယ်ဆိုရင်လေပေါ့နော် 이러한 일을 들은 자가 누구이며 이러한 일을 본 자가 누구이뇨 나라가 어찌 하루에 생기겠으며 민족이 어찌 순식간에 나겠느냐라고 하셨습니다. ဒီမှာကြည့်မယ်ဆိုရင်ပေါ့နော်ဒီထို့သောအမှုကိုအဘယ်သူကြားဘူးတနည်းထို့သောအမှုကိုအဘယ်သူမြင်ဘူးတနည်းတိုင်းနိုင်ငံကိုတနေ့ချင်းတွင်ဖွာတတ်တယ်လို့ပြည်သူပြည်သားအပေါင်းတို့ကိုတပြိုင်နက်ဖွာတတ်တယ်လို့ဆိုပြီးတော့ပြောထားပါတယ် 그런데 그렇게 된 나라가 있습니다. ဒါပေမဲ့အဲ့ဒီလိုဖြစ်တဲ့နိုင်ငံရှိပါတယ် 어느 나라입니까? ဘယ်နိုင်ငံပါလဲ 이스라엘입니다. ဣသရေလနိုင်ငံပဲဖြစ်ပါ 바로 하나님의 살아계심을 보여주고 있고 이스라엘의 독립을 통하여 이제 하나님께서 오실 때가 예수님께서 오실 때가 얼마 안 남았다는 것을 보여주고 있는 겁니다. ဒီအရာကိုကြည့်ခြင်းအပြင်ဘုရားတကယ်အသက်ရှင်နေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့သိနိုင်ပြီးတော့သူတို့ဣသရေလလူမျိုးတွေရဲ့ဒီဖြစ်ပျက်ကိုကြည့်ခြင်းအပြင်ဘုရားခင်ကြွလာမယ့်ချိန်ယေရှုကြွလာမယ့်ချိန်ဟာဘယ်တော့မှမကြံတော့ပါဘူးလားဆိုတဲ့အရာကိုသိနိုင်တာပဲဖြစ်ပါတယ် 그리고 우리 이스라엘은요. ပြီးတဲ့အခါမှာကျွန်တော်ဒီဣသရေလလူမျိုးတွေကတော့ 여기 보면 ဒီမှာကြည့်မယ်ဆိုရင် 그 항구했던 땅이 장차 기경 이제는 우리 곡식을 거둘 수 있는 그런 땅이 된 것입니다. ဒီမှာကြည့်မယ်ဆိုရင်ပေါ့နော်တစ်ချိန်လုံးကစွန့်ပစ်ဖူးတဲ့ဒီမြေမှာတဖန်ပြန်လဲပြီးတော့လဲလှုပ်လို့ရမယ်ပြန်ပြီးတော့စိုက်ပျိုးလို့ရမယ်ဆိုပြီးတော့ပြောထားပါတယ် 지금 이스라엘은 너무나 살기 좋은 나라가 되었습니다. အခုဣသရေလနိုင်ငံကိုကြည့်မယ်ဆိုရင်တကယ်ကိုမှနေစရာကောင်းတဲ့နိုင်ငံဖြစ်ပါတယ် 여기 보면 ဒီမှာကြည့်မယ်ဆိုရင်ပေါ့နော် 항무하고 항폐했던 땅이 장차 기경
에덴 동산 같이 되리라라고 하셨는데요. ဒီပျက်စီးယိုယွင်းနေတဲ့ဒီမြေကိုမြေစီမြေဩဇာကောင်းတဲ့မြေအေဒင်ဥယျာဉ်လိုမျိုးမြေဖြစ်စေမယ်လို့ပြောခဲ့ပါတယ် 여러분, 바로 이 지금의 이스라엘 땅은 에덴 동산 같은 나라가 그런 땅이 되었습니다. အခုဒီဣသရေလနိုင်ငံကိုကြည့်မယ်ဆိုရင်တကယ်ပဲအေဒင်ဥယျာဉ်လိုမျိုးနေချင်းစပွဲကောင်းတဲ့နိုင်ငံလိုမျိုးဖြစ်နေပါ 바로 တယ် 이런 땅이 이런 도시가 되었고요. အရင်တော့ကအဲ့လိုမြေဟာဒီလိုမျိုးမြို့ဖြစ်လာပြီးတော့ 이런 해변이 이런 도시가 되었습니다. အခုနောက်လိုမျိုးနေရာမြေကအခုလိုမျိုးကမ်းရိုးတွေတန်းတွေပေါ်ပေါက်လာတာဖြစ် 네, ပါတယ် 전에는 지나가는 자의 눈에 황무하게 보이던 그 황무한 땅이 장차 기경이 될지라. ရှောက်သွားသောသူအပေါင်းတို့ဤမျက်မှောက်၌ဆွန့်ပူသောမြေတွင်တဖန်လေလောက်ကြလိမ့်မယ်လို့ပြောထားပါတယ် 네. 이 땅이 황무하더니 이제는 에덴 동산 같이 되리라. အရင်ဆွန့်ပစ်သောဤမြေသည်အေဒင်ဥယျာဉ်ကဲ့သို့ဖြစ်လေပြီလို့ပြောထားပါတယ် 여러분, 이런 이스라엘 나라가 된 것입니다. ဒီလိုမျိုးဣသရေလနိုင်ငံဟာဖြစ်လာတာပဲဖြစ်ပါတယ် 그리고 하나님께서는 이스라엘이 강국, 너무나 큰 힘을 가진 나라가 된다고 약속하셨습니다. ပြီးတဲ့အခါမှာဘုရားသခင်ကဒီဣသရေလနိုင်ငံဟာတကယ်ကိုမှအင်အားကြီးတဲ့နိုင်ငံဖြစ်ရလိမ့်မယ်ဆိုပြီးတော့ဘုရားကပြောထားပါတယ် 네, 여기 보면요. ဒီမှာကြည့်မယ်ဆိုရင် 열방에 흩어졌던 나라가 다시 나라가 되었습니다. နေရာအနှံ့ကိုဒီပြန့်နှံ့သွားတဲ့ဒီနိုင်ငံဟာပြန်ပြီးတော့ပြန်လာပြီးတော့စုဝေးပြီးတော့လွတ်လပ်ရေးရတာဖြစ်တယ် 그 항무했던 땅이 이제는 기경이 되었고 너무나 좋은 땅이 되었습니다. ပြီးတဲ့အခါမှာပျက်စီးခဲ့တဲ့ဆွန့်ပစ်မြေဟာအခုချိန်မှာမြေစီမျိုးစာကောင်းတဲ့မြေအဖြစ်ဖြစ်လာတာဖြစ်ပါတယ် 칼에 의해서 죽임을 당했던 그 나라가 이제는 너무나 강한 나라가 되었습니다. အရင်တုန်းကဒီဓာအပြင်တေးချင်းတေးအသက်ချင်းခံခဲ့ရတဲ့ဒီနိုင်ငံဟာအခုချိန်မှာတော့အင်အားကြီးနိုင်ငံပဲဖြစ်လာတာဖြစ်ပါတယ် 어떻게 그런 일이 있을까? ဘာကြောင့်မလို့အဲ့လိုမျိုးဖြစ်လာနိုင်ရတာလဲ 이 하나님께서 약한 자가 강국을 이룰 것이다라고 약속하셨기 때문입니다. ဘာကြောင့်လဲဆိုရင်ဘုရားသခင်ဟာအားနေသောသူတစ်ယောက်ဒီအားကြီးသောလူမျိုးဖြစ်လိမ့်မည်ဆိုပြီးတော့ဘုရားခင်ဂတိပြုခဲ့တဲ့ကြောင့်ပဲဖြစ်ပါတယ် 강한 나라가 된다고 약속하셨습니다. ကြီးမားသောလူမျိုးဖြစ်စေမယ်ဆိုပြီးတော့ဘုရားပြောခဲ့ပါတယ် 여러분 여기 한번 보세요. ဒီမှာကြည့်အောင်ပေါ့နော် 다윗의 별, 바로 이스라엘이 세계를 지배하고 있다라는 우리 신문 기자입니다. ဒီမှာကြည့်မယ်ဆိုရင်ပေါ့နော်ဒီဒါဝိဒ်ရဲ့ကျဲပေါ့နော်ဒီနိုင်ငံဟာဣသရေလနိုင်ငံဟာလုံးဝကိုအင်အားကြီးနိုင်ငံဖြစ်သွားပြီဆိုပြီးတော့သတင်းစာထွက်လာတာဖြစ်ပါတယ် 바로 이스라엘의 총리 한 명이 그 죽임을 당했습니다. ဒီမှာကြည့်မယ်ဆိုရင်ဒီအရာကဒီပုံထဲမှာဆိုရင်ဒီဣသရေလလူမျိုးဒီဣသရေလနိုင်ငံရဲ့ဝန်ကြီးတစ်ယောက်ပေါ့နော်သူတိတ်ဆုံးသွားတာပဲဖြစ်ပါတယ် 그런데 전 세계에 있는 대통령들, 높은 사람들이 다 참석을 한 거예요. ဒါပေမဲ့ဒီဝန်ကြီးတစ်ယောက်ကွယ်လွန်သွားတဲ့နေရာမှာတကဘာလုံးမှာရှိတဲ့ဒီသမ္မတတွေအားလုံးကစုဝေးပြီးတော့တက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ် 여러분 지금은 이스라엘에게 잘못 보이면 나라가 잘 살 수가 없습니다. အခုချိန်မှာပေါ့နော်ဒီဣသရေလနိုင်ငံပေါ်မှာသူတို့စီမှာအကောင်းမမြင်ထားဘူးဆိုရင်ကောင်းကောင်းတက်ရှင်နေနိုင်ဖို့ရအတွက်ကတော့နိုင်ငံတစ်ခုအနေနဲ့မလွယ်ပါဘူး 하나님께서 이스라엘에게 바로 돈 버는 재능을 주게 하셨다. ပြီးတဲ့အခါမှာဒီဣသရေလနိုင်ငံကိုပေါ့နော်ဘုရားခင်ကသူတို့ကိုဒီငွေရှာနိုင်တဲ့ဒီအစုကျေးဇူးကိုသူတို့ကိုပေးထားတာဖြစ်ပါတယ် 그리고 하나님께서 이제는 머리가 되도록 높은 자리에 올라가도록 하나님께서 하셨다라고 약속을 하신 거예요. ပြီးတဲ့အခါမှာသူတို့ကိုအခုချိန်မှာတော့မြင့်မားတဲ့နေရာသူတို့ကိုဦးခေါင်းဖြစ်စေမယ်ဆိုပြီးတော့ဘုရားကပြောထားပြီဖြစ်ပါတယ် 여러분 그래서 유대인들은 거의 세계 가운데 유명한 사람들, 돈 많은 사람들은 거의 다 유대인들입니다. ဒါကြောင့်မလို့ဒီလောကထဲမှာဒီကမ္ဘာကြီးထဲမှာကြည့်မယ်ဆိုရင်ဒီပတ်စံများချမ်းသာတဲ့သူတွေအများပိုင်းထဲမှာဆိုရင်ဒီယူဒလူမျိုးတွေဟာအများဆုံးပဲဖြစ်ပါတယ် 여기 보세요. ဒီမှာကြည့်ရအောင် 작지만은 강한 나라 이스라엘. ဒီမှာသိငယ်တော့လေအာကြီးတော့ဣသရေလလို့ပြောထားပါတယ် 세계를 뒤흔드는 유대인의 힘이라고 하셨고요. ဒီအခါမှာကမ္ဘာကိုလှုပ်ရမ်းနိုင်တဲ့ယူဒလူမျိုးများရဲ့အားဆိုပြီးပြောထားပါတယ် 우리 미국 대통령이죠. 이스라엘 보호하는 것은 미국이 당연히 해야 되는 일이다. ပြီးတဲ့အခါမှာဒီဘောနော်အမေရိကန်သမ္မတကပြောခဲ့တာဖြစ်တဲ့ဣသရေလလူမျိုးတွေကိုကာကွယ်ရမှာကဒီအမေရိကန်အနေနဲ့လုပ်ရမယ့်တာဝန်ဖြစ်တယ်ဆိုပြီးပြောထားတယ် 여러분 그 작은 나라 이스라엘이 어떻게 전 세계를 이렇게 자기 마음대로 할 수가 있겠습니까? ဘောနော်ဒီကောင်မတို့စဉ်းစားကြည့်မယ်ဆိုရင်ဘယ်လိုလို့ဒီလောက်ထိသေးငယ်တဲ့နိုင်ငံကဒီတစ်ကမ္ဘာလုံးကိုသူတို့ရဲ့စိတ်သဘောအတိုင်းလုပ်နိုင်ရတာလေ 바로 하나님께서 돈 버는 재능 또 돈으로 말미암아 전 세계를 이렇게
다스릴 수 있도록 하신 겁니다. ဘုရားသခင်ကနေပြီးတော့သူတို့ကိုဒီငွေရှာနိုင်တဲ့ခွန်အားပြီးတဲ့အခါမှာတစ်ကမ္ဘာလုံးကိုချုပ်ကင်နိုင်ဖို့ရန်အတွက်သူတို့ကိုခွန်အားပေးခဲ့တာပဲဖြစ်ပါတယ် 여러분 하나님께서는 이제 이스라엘의 독립도 보여주셨고 또 우리 시대 이후에 앞으로 다가올 일들에 대해서도 우리에게 이야기를 하셨습니다. ဘုရားသခင်ကနေပြီးတော့ကျွန်တော်တို့ကိုဒီဣသရေလလူမျိုးတွေရဲ့ပြန်လည်နလန်ထူနိုင်ခြင်းကိုလည်းကျွန်တော်တို့ပြသခဲ့ပြီးတော့ရှေ့လျှောက်ဘလို့တွေဖြစ်မယ်ဆိုတဲ့အရာကိုလည်းကျွန်တော်တို့ကိုပြောနေတာပဲဖြစ်ပါတယ် 지금 우리 시대에 준비되고 있고 지금 우리가 눈으로 확인할 수 있는 것들입니다. ကျွန်တော်တို့အခုချိန်မှာဖြစ်လာနေတာဖြစ်ပြီးတော့ဖြစ်နေတဲ့အရာတွေလည်းရှိပြီးတော့ပြီးတဲ့အခါမှာရှေ့မှာဖြစ်လာမယ့်အရာတွေကိုလည်းကျွန်တော်တို့မျက်မြင်ကိုတွေ့နိုင်တာပဲဖြစ်ပါတယ် 나중 예수님께서 오실 때가 되면 바로 사람들이 표를 받아서 표를 받고 물건을 사고 파는 시대가 된다라고 성경은 이야기하고 있습니다. ကျွန်တော်တို့ပေါ့နော်ဒီနှုတ်ကပတ်တော်ထဲမှာကြည့်မယ်ဆိုရင်ဒီဖခင်ယေရှုကြွလာမယ့်အချိန်ရောက်တဲ့အခါမှာကျွန်တော်တို့ဒီခန္ဓာကိုယ်မှာတစိ့ခတ်ခြင်းကိုခံပြီးတော့ဒီတစိ့အပြင်ရောင်းဝယ်ခြင်းဒီအကုန်သွယ်မှုတွေကိုလုပ်မယ်ဆိုပြီးပြောထားပါတယ် 여기 한번 보세요. ဒီမှာတစ်ချက်ကြည့်အောင်ပေါ့နော် 우리 요한계시록 13장 말씀인데 16절 저가 모든 자 작은 자나 큰 자나 부자나 빈궁한 자나 자유한 자나 종들로 그 오른손이나 이마에 표를 받게 하고 매매를 하게 한다라고 되어 있습니다. ဒီမှာဆိုရင်ပေါ့နော်ဒီဗျာဒိတ်ကျမ်းခန်းကြီး73ခန်းငယ်16မှာဆိုရင်ငွေရတတ်တော်သူစင်ရဲတော်သူကျွန်ခံရတော်သူလွတ်တော်သူအကြီးငယ်ရှိသမျှတို့သည်လက်ရဖက်၌ဖြစ်စေနဖူး၌ဖြစ်စေတစိမ့်လက်မှတ်ကိုခံပြီးတော့အယောင်းအဝယ်လုပ်ရမယ်ဆိုပြီးပြောထားပါတယ် 여러분 이것을 하나님께서 우리 성경에 기록하여 사람들에게 보여주셨다라는 거예요. ဒီအရာကတော့ဘုရားသခင်ကနှုတ်ကပတ်တော်ထဲမှာရေးသားထားပြီးတော့ကျွန်တော်တို့ကိုအခုချိန်မှာပြောပြနေတာပဲဖြစ်ပါတယ် 여러분 돈은 이렇게 발전을 했습니다. ဒီကျွန်တော်တို့ရဲ့အခုသုံးနေတဲ့ဒီငွေပေါ့နော်ပတ်စံငွေကြီးကိုကြည့်မယ်ဆိုရင်ဒီလိုမျိုးလေးတိုးတက်လာတာဖြစ်ပါတယ် 뭐 쉽게 보여주면은 အလွယ်တကူပြပေးရမယ် 옛날에는 자기 물건을 가지고 이렇게 물물 교환이라고 바꾸면서 어떤 자기가 필요한 것들을 얻었습니다. အရင်တော့ကဆိုရင်ဟိုးရင်တော့ဆိုရင်ပေါ့နော်သူကိုယ့်စီမှာရှိတဲ့ပစ္စည်းနဲ့ကိုသူများစီမှာရှိတဲ့ပစ္စည်းနဲ့ဒီလိုမျိုးလဲလှယ်ပြီးတော့အယောင်းဝယ်လုပ်ခဲ့ကြတာဖြစ်ပါတယ် 근데 어느 순간 돈이 나왔죠. တစ်ချိန်မှာတော့ဒီထဲမှာကြည့်မယ်ဆိုရင်ပတ်စံပေါ့နော်ဒီငွေကြေးပတ်စံဆိုတဲ့အရာကပေါ်လာခဲ့တာဖြစ်ပါတယ် 그리고 큰 돈이 나오고 그 돈도 많다 보니까 지금은 카드를 사는 사람들이 많이 생겼습니다. ပတ်စံသုံးတယ်ပြီးရဲ့ဒင်းကားတွေသုံးတယ်ပတ်စံတွေသုံးတယ်ဒီပတ်စံတွေကဖောင်းပွားလာတဲ့အခါမှာအခုချိန်မှာဆိုရင်ဒီကတ်နဲ့ပေါ့နော်ကတ်ထဲမှာထည့်ပြီးတော့သုံးကြတာများလာပါတယ် 근데 이 카드를 만약 정보를 잘못 누군가가 가져가면 나의 돈이 없어지기도 한다는 거예요. ဒါပေမဲ့ဒီကတ်ဆိုတဲ့အရာကပေါ့နော်လွယ်လွယ်ပြောင်းနိုင်တယ်ပြီးတဲ့အခါမှာတခြားသူယူသွားမယ်ဆိုရင်သူတို့ယူသွားပြီးတော့သုံးလို့လည်းရနိုင်တဲ့အရာဖြစ်ပါတယ် 내가 잃어버린 카드를 가지고 내가 잃어버린 핸드폰을 가지고 돈을 찾아 쓸 수도 있고 못된 짓을 할 수도 있는 겁니다. ဒီကတ်အားဖြင့်ပေါ့နော်ပြီးတဲ့အခါမှာဒီဖုန်းအားဖြင့်တော့၎င်းပျောက်သွားတဲ့အခါမှာသူတစ်ပါးဟာကိုရဲ့ဒီငွေတွေကိုပေါ့နော်မကောင်းတဲ့နေရာမှာသုံးတာပဲဖြစ်ဖြစ်ဒီလိုမျိုးမကောင်းတဲ့အရာတွေခံရတာလည်းရှိနိုင်ပါတယ် 네, 그래서 표를 받게 한다는 내용인데 여러분 요즘에는 개도 우리 하도 버리는 개가 많다 보니 개가 주인이 누군지 그것을 표를 받게 하는 시대가 되었습니다. ကျွန်တော်တို့ပေါ့နော်ခုခေတ်မှာကြည့်မယ်ဆိုရင်ဒီလိုမျိုးဒစိတ်ခတ်ပြီးတော့ပေါ့နော်ဒစိတ်ခတ်ပြီးတော့သုံးတဲ့အရာတွေများလာတယ်ပြီးတော့ဒီထဲမှာမှဒီခွေးတောင်ပေါ့နော်ပိုင်ရှင်မရှိဘဲနဲ့ဒီလိုမျိုးသွားလာတဲ့လေလွင့်နေတဲ့ခွေးတွေများလာတဲ့အခါမှာခွေးတွေမှာမှဒီလိုမျိုးဒီပုံရှက်ဒီပေါ့နော်ပိုင်ရှင်ကဘာလို့ဖြစ်တယ်ဆိုတဲ့အရာတွေကိုဒစိတ်ခတ်ပြီးတော့ထားတာပဲဖြစ်ပါတယ် 여러분 개 함부로 버리면 안 돼요. ဒါကြောင့်မလို့ခွေးကိုပေါ့နော်လက်လွတ်ဆိုပဲလွတ်ပြစ်လို့မရဘူးနော် 그런데 이제는 그 개에게 새겼던 그 바코드를 사람에게도 새기는 시대가 될 것이다라고 이야기하는 겁니다. ဒါကြောင့်မလို့ဒီခွေးထဲမှာထည့်ထားတဲ့ဒီကတ်လေးကိုလူထဲမှာလည်းထည့်ပြီးတော့သုံးနိုင်တယ်ဆိုတဲ့ခေတ်ကိုရောက်လာတာပဲဖြစ်ပါတယ် 그런데 사실 우리 시대에 이러한 표를 받고 있습니다. ဒါပေမဲ့တကယ်တော့ပေါ့နော်ကျွန်တော်တို့ပဲမသိတာဒီလိုမျိုးဒစိတ်လေးတွေဒီလိုမျိုးပေါ့နော်ကတ်လေးတွေကိုသုံးနေကြတဲ့သူတွေလည်းရှိပါတယ် 그리고 오른손이나 이마에 표를 받는다고 했죠. ပြီးတဲ့အခါမှာလက်ညာဖက်လက်ပြီးတဲ့အခါမှာနဖူးမှာဒီဒစိတ်ကိုခံယူတယ်လို့ပြောတယ်နော် 여러분 우리 이마에는
바로 눈동자에 보면 홍채라는 것이 있는데 이것이 모든 사람이 다 다르다는 거예요. ကျွန်တော်တို့ရဲ့ဒီမျက်ဝန်းအိမ်မှာကြည့်မယ်ဆိုရင်ပေါ့နော်ဒီအထဲမှာဒီလိုမျိုး design လေးတွေဒီလိုမျိုးပုံစံလေးတွေဟာတယောက်နဲ့တယောက်လုံးဝမတူဘူးလို့ပြောထားပါတယ် 바로 이것이 비밀번호가 되는 겁니다. ဒါကြောင့်မလို့ဒီအရာဟာပေါ့နော်ဒီလျှို့ဝှက်နံပါတ်အနေနဲ့သုံးလို့ရတာပဲဖြစ်ပါတယ် 그리고 손에는 정맥이라는 것이 있어요. ပြီးတဲ့အခါမှာဒီလက်မှာပေါ့နော်ဒီသွေးကြောဆိုတဲ့အရာရှိပါတယ် 근데 그 핏줄도 모든 사람이 다르다라는 것이 밝혀졌어요. ဒါပေမဲ့ဒီသွေးကြောဟာလေတယောက်နဲ့တယောက်မတူကြဘူးဆိုတဲ့အရာတွေကိုဖော်ပြထားပါတယ် 바로 이것을 가지고 바로 오른손이나 이마에 표를 받게 하고 물건을 사게 파는 시대가 곧 올 것이다라고 말씀하셨는데 지금 우리 시대의 모든 준비가 다 되었습니다. ဒါကြောင့်မလို့ဘုရားသခင်ကကျွန်တော်တို့ကိုဒီလက်မှာဒီလိုမျိုးတစ်စိတ်ခတ်ချင်းခံပြီးတော့နှစ်ဖူးမှာတစ်စိတ်ခတ်ချင်းခံပြီးတော့အယောင်းဝယ်လုပ်မယ်ခစ်ကမကြခင်ရောက်လာတော့မယ်လို့ပြောပြီးမယ်ကျွန်တော်တို့အခုလက်ရှိခစ်ဟာဒီအရာတွေကိုလုပ်ဖို့ရန်အတွက်အားလုံးအဆင်သင့်ဖြစ်နေတဲ့ခစ်ဖြစ်ပါတယ် 그리고 하나 더 말씀드리겠습니다. ပြီးတဲ့အခါမှာနောက်တစ်ခုပဲထပ်ပြီးတော့ပြောပါမယ် 무엇이냐 하면 ဘာလဲဆိုရင် 여러분 노아의 홍수를 기억하시죠? ညီကောင်မတို့ဒီနော်အေးတင်ဘောဒီရွေလမ်းမှုကိုအားလုံးသိကြတယ်နော် 죄가 가득한 사람들에게 하나님은 물로서 사람들을 심판하셨습니다. ဒီမတရားမှုတွေပြည့်နှက်နေတဲ့ဒီလောကကြီးကိုဘုရားသခင်ဟာဒီရေအားဖြင့်တရားစီရင်ခဲ့တာဖြစ်ပါတယ် 하지만 노아의 식구들 8명은 배에 타서 구원을 받았습니다. ဒါပေမဲ့ဒီနော်အေးမိသားစု၈ယောက်ဟာဒီသင်္ဘောထဲမှာဝင်ပြီးတော့အသက်ရှင်နေနိုင်ခဲ့တာပဲဖြစ်ပါတယ် 이제 우리 시대는 하나님께서 불로서 심판하시겠다라고 약속하셨습니다. ဒါပေမဲ့ကျမတို့ခေတ်မှာတော့ဘုရားသခင်ဟာမီးနဲ့တရားစီရင်မယ်ဆိုပြီးတော့ပြောထားတာပဲဖြစ်ပါတယ် 그러면 불로서 심판한다라면 예를 들어 노아 8명처럼 하나님을 믿는 사람들은 어떻게 구원을 받을까? ဒါဆိုရင်ဒီလိုမျိုးမီးနဲ့တရားစီရင်မယ်ဆိုရင်ဒီနော်အေးမိသားစု၈ယောက်လိုမျိုးပေါ့နော်ဘုရားကိုယုံကြည်တဲ့သူတွေကဘယ်လိုမျိုးကယ်တင်ခြင်းရမလဲ 하나님께서 구원받은 사람들을 환란 전에 이렇게 데려가신다라고 약속하셨습니다. ဘုရားသခင်ဟာဘုရားသခင်ကိုယုံကြည်တဲ့သူတွေကိုဒီဗိဒ္ဓံကြီးမရောက်ခင်မှာဘုရားကခေါ်ဆောင်သွားမယ်ဆိုပြီးပြောထားပါတယ် 여기 한번 보세요. ဒီမှာတစ်ချက်ကြည့်ရအောင်ပေါ့နော် 네. သခင်ဘုရားသည်ကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအတန်ပေးခြင်းဘုရားသခင်၏တဘိုးတော်ကိုမှုတ်ခြင်းနှင့်တကွာကောင်းကင်ဘုံမှကိုယ်တိုင်ဆင်းသက်တော်မူ၍ခရစ်တော်၌တည်လွန်သောသူတို့သည်အူးထမြောက်ကြလိမ့်မည်ထိုအခါသက်ရှင်၍ကြံကျွန်းသောငါတို့သည်အာကာသကောင်းကင်၌သခင်ဘုရားထံတော်သို့ရောက်စေခြင်းကထိုသူတို့နှင့်တကွမိုးတိမ်ပေါ်တို့ချီဆောင်ခြင်းကိုခံရသောအပြင်သခင်ဘုရားနှင့်အတူအစင်မပြတ်နေရကြလိမ့်မည်လို့ဖော်ပြထားပါတယ် 이 가운데 교회 다니는 분들도 많이 있을 겁니다. ဒီထဲမှာလဲပေါ့နော်တကယ်ကိုဘုရားကျောင်းကိုတက်နေတဲ့သူတွေလည်းရှိမှာဖြစ်ပါတယ် 근데 정말 나의 믿음이 하나님께서 인정하시는 믿음인지 어떻게 알 수가 있습니까? ဒါပေမဲ့ပေါ့နော်ကိုယုံကြည်နေတဲ့ဒီယုံကြည်ခြင်းဟာတကယ်ပဲဘုရားလက်ခံနိုင်တဲ့ယုံကြည်ခြင်းလားဘုရားအတိမတ်ပြုတဲ့ယုံကြည်ခြင်းလားဆိုတာဘယ်လိုသိနိုင်မလဲ 여러분 이 말씀은 제가 방금 물어봤던 내용은 너무나 중요한 내용입니다. ဒီနှုတ်ကပတ်တော်ကတော့အခုလေးတင်မေးလိုက်တဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုအရေးကြီးတဲ့အရာပဲဖြစ်ပါတယ် 성경은 하나님의 말씀대로 구원받은 사람들은 이 환란 전에 예수님께서 데리러 오신다라고 약속하셨습니다. ဒီနှုတ်ကပတ်တော်မှာတော့ဘုရားသခင်ဟာဘုရားသခင်ရဲ့ဒီနှုတ်ကပတ်တော်နဲ့အညီယုံကြည်တဲ့သူတွေကိုဒီဘေးဒဏ်ကြီးမရောက်ခင်မှာဘုရားကခေါ်ဆောင်သွားမယ်ဆိုပြီးပြောထားပြီဖြစ်ပါတယ် 지금 이 말씀을 배우는 이유가 무엇입니까? ဒါဆိုရင်ဒီနှုတ်ကပတ်တော်ကိုကျွန်တော်တို့လေ့လာရတဲ့အကြောင်းရင်းကဘာဖြစ်မလဲ 바로 하나님의 사랑을 전하기 위해서 이 말씀을 전하는 겁니다. ဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာကိုပြန်လဲဝင်ငှဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်ကိုဝင်ငှနေရခြင်းဖြစ်ပါတယ် 노아가 이제 비로소 물로서 심판하기 때문에 방주로 타세요라고 구원을 외쳤던 것처럼 하나님도 지금 우리 시대에 하나님의 사랑을 깨닫도록 하시는 그 역사를 하고 있습니다. ဒါကြောင့်မလို့အရင်တုန်းကဒီနော်အေးလောက်ခဲ့သလိုပဲပေါ့နော်ဒီရေလွှမ်းမိုးခြင်းတရားစီရင်ထဲကနေလွတ်မြောက်ဖို့ရန်အတွက်သင်္ဘောထဲကိုတက်ကြပါသင်္ဘောထဲကိုဝင်ကြပါဆိုပြီးတော့ဟစ်ကြွေးခဲ့တယ်လို့ပဲခုချိန်မှာလဲကျွန်တော်တို့ကဒီကယ်တင်ခြင်းရဖို့ရန်အတွက်ဝင်ငှနေတာပဲဖြစ်ပါတယ် 여러분 여기 무엇같이 보이세요? ဒီမှာကြည့်မယ်ဆိုရင်ဒီပုံကဘာပုံလို့ထင်ပါတယ်လေ 예, 애벌레입니다. ဒီကတော့ဒီပိုးကောင်လေးပဲဖြစ်ပါတယ်ပေါ့နော် 근데 이런 애벌레가 이렇게 자라거든요. ဒီပိုးကောင်လေးကဒီလိုမျိုးတစ်ဖြည်းဖြည်းတဆင့်ကြီးလာတာဖြစ်ပါတယ် 근데 이렇게 풀을 먹던 애벌레가 나중에는 나비가 된다는 것 알고 계시죠? ဒါပေမဲ့ဒီပိုးကောင်လေးကပေါ့နော်တဖြည်းဖြည်းကြီးလာရင်ကနေနောက်ပိုင်းမှာနောက်ဆုံးမှာလိပ်ပြာလေးဖြစ်သွားတယ်ဆိုတာအားလုံးသိကြတယ်နော်
하나님은 이것을 통해서 지금 애벌레 같은 우리 몸도 있지만은 나비와 같이 변화되는 몸도 있다. 이것을 보여주고 있는 거예요. ဒီရာကနေတဆင်ဖျားသခင်ကနေပြီးတော့ကျွန်တော်တို့ဟာဒီပိုးကောင်နဲ့တူတဲ့ခန္ဓာကိုအခုချိန်မှာဒီလိုမျိုးခန္ဓာကိုဖြစ်နေပြီမဲ့ဒီလက်ပြားနဲ့တူတဲ့ခန္ဓာကိုအပြင်ပြောင်းလဲသွားမယ်ဆိုတဲ့အရာကိုလည်းပြောပြရဖြစ်ပါတယ် 그래서 육의 몸이 있은즉 또한 신령한 몸이 있다라고 말씀하신 겁니다. ဒီမှာမြေသား၏ပုံသဏ္ဍာန်ရှိတယ်လို့မျိုးကောင်းကင်သားရဲ့ပုံသဏ္ဍာန်ရှိမယ်ဆိုပြီးပြောပါတယ် 여러분 어떻게 생각하십니까? ဒီကိုမောင်တို့ဘယ်လိုတွေးကြလဲပေါ့နော် 그 예수님의 제자들이 예수님께서 다시 오실 때 이 세상의 마지막에는 어떤 일들이 있습니까? 라고 물어봤는데 ခုနကျွန်တော်တို့ဖတ်ခဲ့တယ်လို့ပဲယေရှုရဲ့တပည့်တော်တွေကယေရှုကိုဒီနောက်ဆုံးကပ်ကဘာကုံတဲ့အခါမှာပုပ္ပနမိတ်အနေနဲ့ဘယ်နမိတ်တွေရှိမလဲဆိုပြီးတော့မေးခဲ့တာဖြစ်ပါတယ် 그때 예수님께서 말씀하셨던 모든 것들이 지금 우리 시대에 모든 것들이 다 이루어지고 있다는 거예요. အဲ့ဒီအချိန်မှာယေရှုဖြေပေးခဲ့တဲ့အရာတွေအားလုံးဟာကျွန်တော်တို့အခုခေတ်လက်ရှိခေတ်မှာအားလုံးဖြစ်ပွားနေရပြီဖြစ်ပါတယ် 영적으로 내가 하나님이다라는 많은 사람들이 생겼고요. ဒီအခါမှာငါကဘုရားသခင်ဖြစ်တဲ့ဆိုတဲ့သူတွေလည်းအမြောက်အများပေါ်ထွန်းလာပါတယ် 이 많은 너무나 큰 지진과 또 먹지 못해서 굶어 죽는 많은 사람들이 있습니다. ပြီးတဲ့အခါမှာဒီလိုမျိုးငလင်လှုပ်ခြင်းအကြီးကျယ်တွေဖြစ်ပြီးတော့ပြီးတဲ့အခါမှာစာခေါင်းပါတဲ့အတွက်ကြောင့်မလို့တိတ်ဆုံးသွားတဲ့သူတွေလည်းအများကြီးရှိနေတာဖြစ်ပါတယ် 환경 오염이 얼마나 심합니까? ပြီးတဲ့အခါမှာသဘာဝပတ်ဝန်းကျင်ကလည်းဘယ်လောက်တောင်မှညဉ့်ညံ့လိုက်ပြီလေနော် 그런 가운데 또 하나님의 말씀은 전 세계에 다 전파되었습니다. ဒါပေမဲ့အဲ့ဒီလိုတွေထဲမှာကမှဘုရားသခင်ရဲ့နှုတ်ပတ်တော်ဘုရားခင်ဥယျာဉ်တရားဟာဒီတစ်ကမ္ဘာလုံးကိုပြန့်နှံ့နေတာပဲဖြစ်ပါတယ် 가장 확실한 증거라고 할 수 있는 2600년 만에 다시 살아난 나라, 다시 독립한 나라 이스라엘이 있습니다. ပြီးတဲ့အခါမှာတကယ်ကိုတိကျတဲ့တက်သေးလို့ပြောလို့ရတယ်ဒီ2600ပေါ့နော်နှစ်ပေါင်း2600ကြာမှပြန်လည်နလန်ထူလာနိုင်နေခဲ့တဲ့ဒီဣသရေလနိုင်ငံကိုကြည့်ချင်းအားဖြင့်လည်းသိနိုင်ပါတယ် 몇 년도입니까? ဘယ်နှစ်ခုနှစ်လဲ 1948년도 5월 14일. 1948ခုနှစ်5လပိုင်း14ရက်နေ့ဖြစ်ပါတယ် 여러분 거의 70년밖에 안 되었습니다. ဒီချိန်ကနေရေတွက်မယ်ဆိုရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်လောက်တုန်းကပေါ့နော်လွန်ခဲ့တဲ့နှစ်ပေါင်း80လောက်တုန်းကဖြစ်ခဲ့တဲ့အဖြစ်ဖြစ်ပါတယ် 또한 우리 시대 때 이제 몸 바로 오른손이나 이마에 표를 받는 모든 준비가 다 되어 있잖아요. ပြီးတဲ့အခါမှာကျွန်တော်တို့အခုခေတ်မှာဒီလက်ထဲမှာပေါ့နော်ဒီလိုမျိုး chip လေးတွေတွင်းတာပြီးတဲ့အခါမှာနဖူးမှာတစိမ့်ရိုက်တာဒီလိုမျိုးအရာတွေဟာအားလုံးပြင်ဆင်ထားပြီးသားပဲဖြစ်ပါတယ် 구원받은 사람들을 바로 공중으로 부르겠다라고 하는 하나님의 약속도 모든 것이 준비가 되어 있습니다. ပြီးတဲ့အခါမှာကိုရောရဲ့ချစ်ချင်းမြတ်တာကိုသိမြင်နားလည်ပြီးတော့ဒီကယ်တင်ခြင်းရတဲ့သူတွေကိုဒီကောင်းကင်သို့ခေါ်ဆောင်မယ်ချီဆောင်မယ်ဆိုတဲ့အရာတွေအားလုံးဟာလည်းအကလုံးပြင်ဆင်ပြီးသားပဲဖြစ်ပါတယ် 그럼 하나님께서 말씀하시는 이 세상을 불로 심판하신다라는 내용이 어떤 내용일까요? ဒါဆိုရင်ဘုရားသခင်ကနေပြီးတော့ဒီလောကကိုမီးအားဖြင့်မီးနဲ့တရားစီရင်မယ်ဆိုတဲ့အကြောင်းအရာကဘလို့အကြောင်းအရာမျိုးလဲ 여러분 여기 한번 보세요. ဒီမှာတစ်ချက်ကြည့်ရအောင်နော် 이 모든 것들이 준비가 되어 있습니다. ဒီຢာတွေအားလုံးဟာအခုချိန်မှာအစဉ်သင့်ဖြစ်နေတာဖြစ်ပါတယ် 바로 그것은 핵 전쟁이라고 성경은 예언하고 있습니다. ဒီຢာကတော့ဒီမှာနှုတ်ကပတ်တော်ထဲမှာဆိုရင်ကန့်နဲ့ရောတဲ့မီးမိုးဆိုပြီးတော့ပြောထားတာပဲဖြစ်ပါတယ် 여기 한번 우리 읽도록 하겠습니다. ဒီမှာပေါ့နော်အားလုံးတူတူဖတ်ကြည့်ရအောင်မိုးကောင်းကင်၌၎င်းမြေကြီးပေါ်၌၎င်းအံ့ဩဖွယ်အရာတည်းဟုသောသွေးမီးရှံမီးခိုးတိုင်တို့ကိုငါပြမည်ထာဝရဘုရားဤကြောင့်မဖွယ်သောနေ့ကြီးမတိုင်မီနေဒီမောင်မိုက်အတိဖြစ်လိမ့်မည်လသည်လည်းသွေးဖြစ်လိမ့်မည်လို့ဖော်ပြထားပါတယ် 곧 피와 불과 연기 기둥이라 바로 우리 핵 전쟁을 이야기하고 있습니다. ဒီမှာကြည့်မယ်ဆိုရင်တော့သွေးမီးရှံမီးခိုးတိုင်ဆိုတဲ့အရာကဒီအရာကိုပြောပြနေရပဲဖြစ်ပါတယ် 가장 확실한 증거가 있는데요. တကယ်ကိုတိကျတဲ့တည်တစ်ခုရှိပါတယ် 잘 보세요. ဒီမှာကြည့်မယ်ပေါ့နော် 이스라엘을 친 백성에게 하나님이 내리시는 재앙이 서 있는 가운데 살이 썩고 그 눈이 구멍 속에서 썩고 그 혀가 입속에서 썩는다라고 하셨습니다. ဒီမှာကြည့်မယ်ဆိုရင်ယေရုရှလင်မြို့ကိုတိုက်လာတဲ့လူမျိုးအပေါင်းတို့၌ထာဝရဘုရားပေးတော်မူသောဘေးဒဏ်မှုကခြေဖြင့်ရက်လက်ပင်သူတို့အသားရောပြက်လိမ့်မည်။ညက်အိမ်၌မျက်လုံးရောပြက်လိမ့်မည်။ရှာသည်လည်းကတွင်၌ရောပြက်လိမ့်မည်လို့ဖော်ပြထားပါတယ် 여러분 이건 바로 핵 전쟁에 의해서 방사능에 의해서 생기는 현상들이에요. ဒီအရာကတော့ဒီအနုမြူဘုံပောက်ကွဲခြင်းကနေတဆင့်ဖြစ်ပေါ်လာတဲ့အရာတွေပဲဖြစ်ပါတယ်
방사능에 째이면 바로 수분, 물이 있는 곳부터 썩어 들어가는데 바로 눈과 혀가 썩어 들어가는 겁니다. ဒီအနုမြူပုံဒီအရာကနေပြီးတော့တဆင်ခံရတဲ့အခါမှာတကယ်ကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေရှိတဲ့အရာပေါ့နော်ရေဓာတ်ရှိတဲ့အရာကနေတဆင်ဆုပ်ယူသွားပြီးတော့တဖြည်းဖြည်းနဲ့ဒီကျွမ်းလောင်သွားတာပဲဖြစ်ပါတယ် 전 세계 가운데 핵이 사용된 나라가 있습니다. ဒီတကဘာလုံးထဲမှာဒီအနုမြူကိုသုံးခဲ့တဲ့နိုင်ငံရှိပါတယ် 바로 일본입니다. အဲ့ဒီနိုင်ငံကတော့ဂျပန်နိုင်ငံဖြစ်ပါတယ် 일본 핵에 의해서 피해를 입은 사람이에요. ဒီအနုမြူကြောင့်မလို့ဒီနစ်နာခဲ့တဲ့သူပဲဖြစ်ပါတယ် 여러분 어떻게 보이십니까? ဘလို့မြင်ကြလဲပေါ့နော် 얼굴이 녹아내린 거예요. ဒီမျက်နှာဟာတစ်ခုလုံးဒီလိုမျိုးအကြီးပြောကျသွားတာပဲဖြစ်ပါတယ် 그리고 여기 한번 보세요. ပြည့်ခါမှာကြည့်မယ်ဆိုရင်ပေါ့နော် 백주에 바로 낮에 땅을 캄캄하게 한다라고 되어 있죠. ပြည့်ခါမှာကြည်လင်သောနေ့ကိုမောင်မိုက်စေမယ်လို့ပြောထားပါတယ် 여러분 핵이 터지면 핵에 대한 먼지 때문에 하늘이 어두워진다고 이야기합니다. ပြည့်ခါမှာဒီအနုမြူပောက်ကွဲတဲ့အခါမှာပေါ့နော်ဒီအနုမြူကြောင့်မလို့ဒီအနုမြူကနေလာတဲ့ဒီမီးခိုးတွေအခိုးငွေတွေကြောင့်မလို့ဒီကောင်းကင်ဟာလုံးဝကိုမောင်မဲသွားမယ်လို့ပြောထားပါတယ် 그리고 한 가지가 더 있습니다. ဒီနောက်တစ်ခုထပ်ရှိနေပါတယ် 예, 이 말씀을 보면요. ဒီနှုတ်ကပတ်တော်ကိုကြည့်မယ်ဆိုရင် 네, ပေါ့နော် 모든 머리를 대머리가 되게 한다라고 하셨습니다. ပြည့်ခါမှာသပင်ကိုရိတ်စေခြင်းကကြံစီရင်မယ်လို့ပြောထားပါတယ် 여러분 방사능에 째이면 사람의 머리가 대머리가 된다는 거예요. ဒါကြောင့်မလို့ဒီအနုမြူကလီးယားပေါ့နော်ဒီနူကလီးယားကနေပောက်ကွဲတဲ့အခါမှာသပင်တွေဟာလုံးဝကိုပျက်စီးသွားဖြစ်ပါတယ် 자, 여러분. 우리는 모든 말씀을 이제 다 들었습니다. ညီကောင်မတို့ပေါ့နော်ကျွန်တော်ကျမတို့ဒီနှုတ်ကပတ်တော်တော်တော်များအားလုံးကိုကြားနာခဲ့ရပြီဖြစ်ပါတယ် 바로 하나님께서 말씀하시는 인류 역사의 시작부터 인류 역사의 마지막까지 어떤 일들이 있는지 우리는 모든 것들을 다 배운 겁니다. ကျွန်တော်ကျမတို့နှုတ်ကပတ်တော်အားဖြင့်ဒီလူမျိုးနွယ်ပေါ့နော်လူမျိုးအစကနေပြီးတော့အဆုံးမှာပါဖြစ်မယ်ဆိုတဲ့အခါအထိကျွန်တော်ကျမတို့လေ့လာခဲ့တာပဲဖြစ်ပါတယ် 하나님은 말씀하셨고 또 하나님은 예언하셨고 그것이 이루어지는 것들을 우리는 우리 눈으로 보고 있습니다. ကျွန်တော်ကျမတို့ဖျားပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ဖျားပြုခဲ့တဲ့ပြောခဲ့တဲ့စကားတွေဖျားပြုခဲ့တဲ့ဒီပေါ့နော်ဒီနမိတ်လက္ခဏာတွေဒီအရာတွေအားလုံးဟာကျွန်တော်ကျမတို့အခုချိန်မှာရှေ့မောက်မှာမျက်မှောက်မှာအခုတွေ့နေရတာပဲဖြစ်ပါတယ် 하나님은 살아계신 겁니다. ဖျားသခင်တကယ်ကိုအသက်ရှင်နေပါတယ် 또한 성경은 사실입니다. ဒီအခါမှာကျမ်းစာကလည်းအမှန်တရားဖြစ်ပါတယ် 예, 이 말씀 같이 한번 보겠습니다. ဒီနှုတ်ကပတ်တော်တူတူကကြည့်ရအောင်နော်အချုပ်ချာစကားခုမူကဖျားသခင်ကိုကြောက်ရွံ့၍ပြည့်ညတ်တော်တို့ကိုဆောင်းလျှောက်လော့ဤ၍ကလူနှင့်ဆိုင်သောအမှုအရာအလုံးစုံတို့ကိုချုပ်ချတည်းအကြောင်းမူကားဖျားသခင်သည်ခတ်သိမ်းသောဝတ်ထားခြင်းမှစ၍အလုံးစုံသောအမှုကောင်းမကောင်းရှိသမျှတို့ကိုစစ်ကြော၍တရားသဖြင့်စီရင်တော်မူလက်တန်တည်းရှောလမုန်မင်းကြီးစီရင်ထားသောဒီနာကျမ်းပြီး၏လို့ပြောထားပါတယ် 우리는 모든 일의 시작과 끝, 결국을 다 들었습니다. 우리가 해야 되는 것이 어떤 것일까? ဒါဆိုရင်ကျွန်တော်ကျမတို့ပေါ့နော်အခုချိန်မှာကျွန်တော်ကျမတို့လူနဲ့ဆိုင်တဲ့အမှုရာတွေအလုံးစုံပေါ့နော်အစကနေအဆုံးထိကျွန်တော်ကျမတို့လေ့လာခဲ့တာဖြစ်တယ်ဒါဆိုရင်ကျွန်တော်ကျမတို့ရဲ့လောက်ရမယ့်အခန်းကဏ္ဍကဘာလဲ 이제 하나님 앞에 마음을 다해서 정말 진실한 마음으로 서는 것이 필요합니다. ဘုရားသခင်ရှေးမောက်မှာကျွန်တော်ကျမတို့စိတ်နှလုံးပါလျက်တကယ်ပဲဘုရားရှေးမောက်မှာကိုပြန်ဆန်းစစ်ပြီးတော့ဘုရားရှေးမောက်မှာရက်နေရတဲ့အရာကိုလုပ်ရမှာဖြစ်ပါတယ် 하나님 제가 어떻게 해야 됩니까? ဘုရားခင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတဲ့အရာ 하나님께서 원하시는 것이 무엇입니까? ဘုရားတကယ်ပဲအလိုတော်ရှိတဲ့အရာကဘာလဲ 모든 것을 심판하시는 하나님 앞에서 제가 어떻게 하면 그 심판을 피할 수가 있습니까? အရာအလုံးကိုစီရင်ပိုင်တော်မူသောဘုရားရှိမှကျွန်တော်ဒီအရာကနေလွတ်မြောက်ဖို့ရန်အတွက်ကျွန်တော်ဘယ်လိုလုပ်ရမလဲ 이제 우리가 이 모든 것들을 다 들은 이유는 정말 내가 하나님 앞에 나오도록 하시는 하나님의 은혜라는 것을 기억해야겠습니다. ဒါကြောင့်မလို့ကျွန်တော်ကျမတို့ဒီအရာအလုံးကိုကြားနာပြီးသွားတဲ့အခါမှာဘုရားသခင်ကကျွန်တော်ကျမတို့ကိုဒီအရာတွေကနေလွတ်မြောက်စေဖို့ရအတွက်ကျွန်တော်ကျမတို့ဒီနေရာကိုစုဝေးစေတယ်ဒီနေရာကိုခေါ်ဆောင်ပေးရဆိုတဲ့အရာကိုသတိရမှာဖြစ်ပါတယ် 예, 그러면 오늘 말씀 기도하고 마치도록 하겠습니다. ဒါဆိုရင်ဒီနေ့နှုတ်ဘတ်တော်ကိုဆုတောင်းလျက်အဆုံးသတ်မှာဖြစ်ပါတယ်
하나님 아버지 참으로 감사드립니다. ဖဖျားခင်ယေရှုတော်အပေါင်းကိုချီးမွမ်းပါတယ် 모든 하나님께서 보시는 역사의 마지막까지 우리는 배우는 시간을 가졌습니다. ကိုရောပြောပြထားတဲ့ဒီသမိုင်းနောက်ဆုံးနေ့အထိကျွန်တော်တို့လီလာတင်ယူရတော့ခွင့်ကိုပေးတဲ့အတွက်ကြောင့်ယေရှုတင်ပါတယ်ဖ 하나님 정말 제가 이제 어떻게 해야 합니까? ဖဖျားခင်တကယ်ပဲကျွန်တော်ခုချိန်မှာဘလို့လုပ်ရမယ်ဆိုတဲ့အရာကိုပြပြပေးသနာ 이제 하나님의 뜻 가운데 하나님과 함께 살아가기를 원합니다. ဖျားခင်ရဲ့နှုတ်ကပတ်တော်ထဲမှာဖျားခင်ရဲ့အလိုတော်နဲ့အညီတက်ရှင်နိုင်ဖို့ရန်အတွက်ကိုရောမစားတော်မူပါ 여기 있는 모든 사람들 죄악으로 한 사람도 심판받지 않고 지옥 가지 않도록 도와주십시오. ဖဖျားခင်ဒီမှာရှိနေသူအရောက်ချင်းစီတိုင်းအဖြစ်တရားကြောင့်တရားစင်ချင်းခံရပြီးငရဲကိုမသွားရဖို့ရန်အတွက်ကိုရောမစားတော်မူပါ 하나님께 감사드리며 우리 주님 예수님의 이름으로 기도드렸습니다. ယေရှုတော်အပေါင်းကိုချီးမွမ်းလျက်ယေရှုခရစ်တော်၏နာမတော်အပြင်ဆုတောင်းဆက်ကပ်ပါတယ်ဖ 아멘.